Hello စုံစည်နှပါရဲ့ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာခဲကျွန်တော်တို့ညာတော့ဘောဘတ်မြို့သမီးအသင်း body နဲ့ကိုဝေါင်းပေါ်လေးရွေးချယ်ပေးခဲ့တာအားလုံးပဲအပေါင်းပြကြလိမ့်မယ်လို့ထင်ပါတယ်ဗျာနော်ဒီနေ့ညမှာလဲဒီအမျိုးသမီးချန်ပီယံရှစ်ပွဲစဉ်တွေကညနေပွဲလေးတစ်ပွဲလေးရွေးချယ်ပေးထားပါတယ်အဲဒီပွဲကတော့ Manchester United နဲ့ PSG တို့ရဲ့ပွဲစဉ်လေးတွေဖြစ်ပါတယ်Manchester United ကတော့ဒီ Europa Championship မြို့သမီးပွဲမှာနှစ်ပွဲကစားထားပြီးတော့နှစ်ပွဲစလုံးကိုအနိုင်ရရှိထားပါတယ်။ PSG ကတော့နှစ်ပွဲကစားထားတာမှာနှစ်ပွဲစလုံးကိုရှုံးနေထားတဲ့ PSG ဖြစ်ပါတယ်။ Manchester United တို့ဒီနောက်ဆုံးအိမ်ကွင်းမှာ၅ပွဲကစားထားတာမှာလည်း၄ပွဲမှာအိမ်ကွင်းမှာအနိုင်ရရှိထားတဲ့Manchester United ဖြစ်ပါတယ်။အိမ်ကွင်းမှာလည်းရှုံးပွဲလည်းမရှိသေးပါဘူး။ဒီ PSG တို့ကတော့ဒီ Championship နှစ်ပွဲကစားတာနှစ်ပွဲစလုံးရှုံးနေထားတာဆိုတော့သူတို့ဒီ Championship မှာတော့သူတို့ရုန်းကန်နေရတယ်ဆိုတာကိုပေါ်လွင်နေပါတယ်အဲ့တော့ဒီဘက်မှာတော့အများကြီးကျွန်တော်မပြောတော့ပါဘူးเนาะ PSG ကဒီဝေါ်ဘတ်နဲ့ကန်ကွဲတဲ့အိုးကွင်းပွဲစဉ်မှာဖိုးစီးဆိုတဲ့ရလက်ကြီးနဲ့ရှုံးနေတဲ့အတွက် PSG ရဲ့အိုးကွင်းဖောင်းဟာတော်တော်ကိုဆိုးဆိုးရွားရွားဆိုတာကိုကျွန်တော်လက်ခံရမယ်ဒါကြောင့်အိမ်ကွင်းလည်းကောင်းတဲ့ Manchester United ကိုဒီနေ့ည body ဖြစ်နေယူပေးကြပါတယ်Manchester United မြို့သမီးအသင်း body ပါเนาะအားလုံးပဲအပေါင်းပြကြပါစေခင်ဗျာ